မဟာမြတ်မုနီဖျားဟာယခုဆိုရင်မြန်မာလူမျိုးတွေရဲ့ဂုဏ်ယူစရာကောင်းတဲ့ရုပ်ပွားတော်အဖြစ်တည်ရှိနေပါတယ်။သူတို့အတွက်တော့ရုပ်ပွားတော်ကြီးဟာယနေ့တည်းထိတက်ရှိထင်ရှားရှိနေတဲ့မြတ်စွာဘုရားပဲဖြစ်ပါတယ်။ဒီနေ့အချိန်မှာတော့တိုင်းသားအလုံးရဲ့ကိုးကွယ်ကြတဲ့ရုပ်ပွားတော်တွေဖြစ်ပါတယ်။ဒီရုပ်ပွားတော်ကြီးမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးရှေ့စဉ်ကရင်ငွေလုံခဲ့တဲ့ရုပ်ပွားတော်ကြီးဖြစ်တဲ့ကြောင့်မလို့ရုပ်ပွားတော်များထုလုပ်ရမှာမြန်မာပြည်ရဲရကနေပြီးတော့စံပြထားရတဲ့ရုပ်ပွားတော်ကြီးပဲဖြစ်ပါတယ်။ယခုအချိန်မှာတော့ကျွန်တော်တို့အားလုံးဖြစ်တဲ့ကချင်ကရင်ကယားချင်းဗမာမွန်ရခိုင်ရှမ်းစတဲ့တိုင်းသားအလုံးတို့ရဲ့ကြီးညိုကိုယ်ဝဲရာရုပ်ပွားတော်ကြီးစုပဲဖြစ်ပါတယ်။